ခါနေရင်စင်ရသားတယောက်ရွှေကြိုးခွေလာရောင်းလိုက်မယ်သူ့ကိုတေချာအိတ်ခံလိုက်ဟိဟိအဟောင်းရောင်းမယ်ဆိုတခြားသွားဒီမှာကကြောက်စင်းရဲ့ရှေးဟောင်းပစ္စည်းရဲ့လက်ဝတ်ရတနာတွေပဲဝယ်တာငါကရွှေလာရောင်းတာရွှေဟုတ်လားရွှေလက်စွပ်လားရွှေသွားလားအရင်ထုတ်ပြစမ်းပါလာလန်းမတေချာတဲ့ပစ္စည်းတွေဆိုငါတို့မယူဘူးပစ္စည်းစစ်မယ်ဆိုလဲစစ်လေမင်းကဘာလို့အချိုးလာပြနေတာလဲငါကစေတနာနဲ့တတိပေးနေတာကိုမင်းကလေလာလုံးနေသေးတယ်မင်းလိုကောင်မျိုးကများရွှေရောင်းမလို့မျိုးသားကအိတ်ထဲကနေရွှေကြိုးခွေတွေထုတ်ပြလိုက်တော့အားလုံးအံ့အားသွားကြတယ်ဒီလောက်များကြီးမင်းကိုတတိပေးလိုက်မယ်ဒီဆိုင်ကိုပစ္စည်းတူလာရောင်းရင်အဖမ်းခံရမယ်နော်ဘာစပိတ်ထားစမ်းဒီဆိုင်ကတကားဖွင့်ပြီးစီးပွားရေးလုပ်နေတာလာသမျှလူကအဲ့ဒီပဲဘသူကမင်းကိုအပြင်ပန်းကြည့်ပြီးလူကိုကဲဖြတ်ခိုင်းလို့လဲသူသေးစုအဲ့ဒီကိုတောင်းပန်လိုက်တောင်းပန်ပါတယ်ကျမစကားပြောမှသွားလို့ပါဒီလောက်များတဲ့ရွှေတွေဆိုတော့ဝယ်ယူထားတဲ့အထောက်ထားပါရဲ့လားဒီရွှေတွေကလက်စာစားရထားတဲ့တကြိုးဟောင်းတွေကနေခွာထုတ်လာတာဒါကငါပိုင်ဆိုင်ကြောင်းအထောက်ထားစာရွက်ပဲအထောက်ထားမှန်တဲ့ပစ္စည်းစစ်မယ်ရွှေတွေကိုစနစ်စစ်ဆေးပြီးအလေးချိန်ချင်းကြည့်တယ်ရှစ်ကင်းလုံးကရွှေစင်ကြီးပဲဒါဆိုဘလောက်တောင်တက်လိုက်မလဲဒီနေ့ပေါက်ဈေးတကံကို900နဲ့ဆိုရင်စုစုပေါင်း36တင်းကြမယ်ဈေးနှုန်းနဲ့အလေးချိန်ကိုစာချုပ်ထဲမှာရေးထားတယ်မြင့်စစ်ဆေးကြည့်လို့ရတယ်ဒီနေ့ပဲငွေလွှဲပေးလို့ရမလားတောင်းပန်ပါတယ်မစ္စတာလီ30ထက်ဆိုရင်ပမာဏများတဲ့အတွက်ဗဏ္ဍာရေးဌာနကနေခွင့်ပြုချက်တောင်းရတယ်အနောက်ကျဆုံး48နာရီအတွင်းငွေဝင်ပါလိမ့်မယ်ငါကငွေလိုနေလို့တစ်စိတ်တစ်ပိုင်းအရင်ပေးလို့မရဘူးလားတကယ်ကိုအားနာပါတယ်ရှင်ကုမ္ပဏီရဲ့အဝယ်တွေကစာချုပ်တိုင်းတစ်ပေါင်းနဲ့ပဲရှင်းလို့ရတယ်ခွဲပြီးကြိုပေးလို့မရဘူးဒါကကျမတို့ဆိုင်ရဲ့စာချုပ်ပါတရားဝင်ကျုံးဝင်လို့စိတ်ချလို့ရပါတယ်ကောင်းပြီဒါဆိုလဲစာချုပ်တိုင်းပဲလုပ်လိုက်အလုပ်တွဲလုပ်ရတာဝမ်းသာပါတယ်လွန်ခဲ့တဲ့တရက်ဝန်လီရှားကွာရှင်းထားတာတလားပဲရှိသေးတယ်မင်းတို့ကအစောကြီးကလေးကဇလန်းရှိနေတာမလားဟုတ်တော့ရောဘာဖြစ်လဲရှင်ကနေတိုင်းချွေးစော်နှံပြီးအဟောင်းတလဲကောက်မှငွေစေကနန်းလောက်ပေးရတာရှင်နောက်လိုက်ပြီးကျမကဗာမျောလင်းချက်ရှိမှလဲမင်းကစီမှာကွန်ပိုးလုပ်နေကြတဲ့ကလီရှားကငါနဲ့တွဲနေတာမင်းမတာမဟုတ်ရင်မင်းကိုငါစောကြီးကလေးကအလုပ်ဖြုတ်လိုက်ပြီးအကိုချမ်းကလည်းနာသွားတာပဲဝန်လီရှားငါကနေတိုင်းမနက်ကနေညနေတဲ့အထိအလုပ်လုပ်ပြီးရသမျှပိုက်ဆံအကုန်မင်းကိုအပ်ထားတာလေရှင်ရဲ့အဲ့ဒီပိုက်ဆံလေးကိုပိုက်ဆံလို့ခေါ်သေးလားရှောင်းဟောက်ရဲ့ကျောင်းလက်ခတ်တောင်အနိုင်ပဲရှင်နောက်လိုက်လာတဲ့ဒီနှစ်တွေအတွင်းမှာကျမတေတေချာချာလေးတစ်ထည်လောက်ဝတ်ဖူးရဲ့လားရှင်ဟိုင်မင်းမတွေကဘယ်သူနဲ့ဖြစ်ဖြစ်နေလို့ရတာပဲငါနောက်လိုက်ရင်စိန်ခံကားစီးရမယ်မင်းနောက်လိုက်ရင်မင်းရဲ့အဆုပ်ပလုတ်တုံးပြီးကိုပဲစီးရမှာကောင်းပြီငါဆက်မလုပ်တော့ဘူး6လစာ12000ဒီနေ့အပြက်ရှင်ပေးမင်းကပိုက်ဆံလိုချင်သေးတာလားလီရှင်ဟိုင်မင်းကတကယ်အိမ်မက်နေတာပဲငါကိုယ်တိုင်တလဲပြီးတလဲဆွဲလာတဲ့ချွေးနေစာတွေလေမင်းကဘာလို့မပေးရတာလဲဒီကအဟောင်းဝယ်ကို1036ခုလုံးကငါဟာတွေမို့လို့ပဲငါတခုံးပြောလိုက်တာနဲ့ဒီတမျိုးလုံးဘသူမှမင်းပစ္စည်းကိုမဝယ်ရဲအောင်လုပ်ပြလိုက်လို့ရတယ်ယုံလားလီဆိုတဲ့လူဒီမှာလာပြီးကြီးမချနေနဲ့တော့မြင်ထွက်သွားစမ်းပါဒေါ်ဘီအထဲမှာရောက်မထွက်တဲ့အဟောင်းတွေကြီးပဲမင်းတဘောကြရ2ခု3ခုရွေးပြီးလက်စာစားယူလိုက်ပြီးရင်ချက်ချင်းထွက်သွားတော့တေချာပြောတော့ငါထဲကနေယူသွားတဲ့ပစ္စည်းအကုန်လုံးငါပိုင်တာလားမင်းပိုင်တာပေါ့အစုပ်ပြက်လေးနည်းနည်းပါးပါးကိုများမင်းလိုလူစီကနေငါကပြန်တော့ရအောင်မလားငါလက်စာချွေးနေစာကိုအစုပ်ပြက်လေးနည်းနည်းပေးပြီးရှင်းထုတ်လိုက်တာပေါ့လေဒီဒေါသကိုငါမျိုးမသိနိုင်ဘူးအမျိုးသားရဲ့မျက်လုံးတွေရွှေရောင်လင်းလက်သွားပြီးပစ္စည်းတွေရဲ့တန်ဖိုးကိုမြင်သွားတယ်ငါပစ္စည်းတွေရဲ့တန်ဖိုးကိုတကယ်မြင်နိုင်တာပဲဒီတကြိုးရဲ့ကဟာတွေကကြေးကြိုးတွေမဟုတ်ဘူးရှစ်ကင်းတိတိရှိတဲ့ရွှေစင်ကြိုးတွေပဲအဟောင်းပုံလေးနည်းနည်းကိုများအကြာကြီးရွေးနေသေးတဲ့အချိန်ဆွဲနေတာပဲဒီလိုဘွားရောက်တာမဆန်းပါဘူးမြင်ရွေးပြီးထွက်လာခဲ့စမ်းအမျိုးသားကတကြိုးဟောင်းကိုဆွဲထုတ်ပြီးအပြင်ထွက်လာတယ်ဟာတကယ်ရေးတက်တာပဲဒီတကြိုးဟောင်းကနေခွာထုတ်လာတဲ့ဂျင်းနှန်းကြိုးလေးကအလွန်ဆုံးရ400ပဲ400ဆိုလဲမနေပါဘူးသူ့အတွက်မန်ထိုစားဖို့လိုဝက်လောက်တော့လောက်မှာပေါ့ပစ္စည်းကဒီတကားကနေထွက်သွားပြီဆိုတာနဲ့မင်းနဲ့ဘာမှမဆိုင်တော့ဘူးဟုတ်တယ်မလားဟာလီရှားပြောတာမှန်တယ်400ဆိုတာတော့မင်းအတွက်တန်နေပြီးဆုချလိုက်မယ်ယူပြီးထွက်သွားတော့ကောင်းပြီဒီစကားကိုငါမှတ်ထားမယ်အမျိုးသားကရွှေကြိုးတွေတင်ပြီးဆိုင်ကယ်မောင်းထွက်သွားတယ်ကျန်းဝံရှန်မင်းပါဆက်ကအဆုပ်ပြက်လို့ပြောတဲ့ပစ္စည်းက36တင်းတန်နဲ့ငါမှရွှေမျက်လုံးရှိနေသေးရဲ့မင်းတို့ငါပေါ်ကျွေးတင်ထားတာတွေကိုတစ်ခုချင်းစီငါပြန်ယူပြမယ်